ရိုးသားဆုံးငါပြောမယ်ဆိုမရိုးသားခဲ့စိတ်ငါအဲ့လောက်ရရတဲ့ချစ်ကိုပါမရိုးနိုင်နဲ့ရိုးမရဲ့ TikTok ကဏ္ဍကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီနေ့စောင့်ရမယ့် game လေးကကြတော့ဗျောက်တော့ဖြစ်အောင်စီးထားတဲ့စကားလုံးလေးတွေကိုဗျာအမှန်တိုင်းဖြစ်အောင်ပြောရမှာမှားရင်အရှုံးကဲစမယ်နော်မယိုးခုပဲမရှမ်းယိုးမပကိုးယိုးမရှမ်းယိုးမတတိယနေစေမယိုးနိုင်တဲ့ရီစာဟောင်းလေးကိုအော်မဟုတ်ဘူးလေမသိဘူးမယိုးနိုင်တဲ့ရီစာဟောင်းလေးကိုတတိယနေစေဟုတ်တယ်ဒါမျိုးတွေကငါတို့ကပါရမီနဲ့အတူချိန်ခါစုံစည်းကြမယ်လမ်းဆက်မှုတွေနဲ့ယိုးမချိန်ခါနဲ့အတူစုံစည်းကြမဟုတ်အော်သိပြီရိုးမချိန်ခါလမ်းဆန်းမှုတွေနဲ့အတူစုံစည်းကြမယ်နော်ယေစိတ်ပြောမယ်မယိုးသားတဲ့ငါအယိုးသားဆုံးဆိုမယိုးသားတဲ့ငါအယိုးသားဆုံးပြောမယ်စိတ်ဆိုဟုတ်ပါငါပြောမယ်ငါပြောမယိုးသားငါပြောမယ်ဆိုတာမဟုတ်တော့ဘူးမဟုတ်လားအဲ့ဒါဘယ်လိုပြောမှာလဲမယိုးသားခဲ့တဲ့စိတ်ကိုအယိုးသားဆုံးငါပြောမယ်အဲ့လေမဟုတ်သေးဘူးမှားတယ်မဟုတ်သေးဘူးစိတ်မယိုးသားခဲ့တဲ့အယိုးသားဆုံးငါပြောမယ်ဆိုမယိုးသားခဲ့တဲ့စိတ်ဟုတ်တယ်လားအော်ရိုးသားဆုံးငါပြောမယ်ဆိုမရိုးသားခဲ့စိတ်ငါအဲ့လောက်ရရတဲ့ချစ်ကိုပါအတူတန်ဖိုးရှိတဲ့ချိန်လေးမှာတန်မိုးထားနေချိန်တွေအတူချစ်ကြမှာအမေ level 6အမေချစ်ကြပြီးထားဟောချစ်ထားကြပြီးသိတော့အတူရှိနေချိန်တွေမှာတန်ဖိုးထားပြီးချစ်ကြပါဘယ်ပါကြီးအရာတည်မြဲမှာအော်လောကမှာဘယ်အရာမှမတည်မြဲပါလောကကြီးမှာဘယ်အရာမှမတည်မြဲပါအကြီးကျယ်ခဲ့တာကွာဖြတ်တန်းကြမယ်ချစ်နဲ့နိုးရသူတွေနဲ့အတူအမှန်စားသားလေ no မှားတယ်မှားနေတယ်သူတို့မြတ်မှန်ချစ်နဲ့နိုးရသူတွေနဲ့အတူဖြတ်တန်းကြမယ်ငါအောင်အော်လေးရဲ့တင်းမှားပါရတယ်ငါအော်ဘလို့ရှိမှာလဲအော်ဘလို့ရှိမှာလဲအော်ငါပဲအော်ငါလေးရဲ့တေးတဲ့လေးနဲ့အတူစီစဉ်ခဲ့ပြီဟုတ်တယ်ဟိုအရှိရဟာမှန်တယ်အော်ငတ်လေးရဲ့တေးတန်နဲ့အတူစီစဉ်ခဲ့ပြီအားကြိုက်ခဲ့တာမသိဘူးဟုတ်နေမလို့မရကဲအဲ့ဒါဆိုရင်အနိုင်ရရှိသွားရဲ့လူကတော့ကျွန်တော်တို့နှစ်ယောက်ဖြစ်ပါတယ်ဟေးပူရဲချန်ပီယံတရား၄မှတ်တမတ်နဲ့တိုက်မကွာဘူး၄မှတ်တမတ်ပဲကဲအဲ့တော့ကျွန်တော်တို့ဒီနေ့စောတယ်မယိုးနိုင်တဲ့ရုံမာရတော့ကဏ္ဍရဲ့ဂိမ်းလေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်လာမယ်ဒီကဏ္ဍလေးမှာရောဘယ်လိုဂိမ်းလေးလာမလဲဆိုတာကိုဆက်လက်ပြီးတော့စောင့်ကြည့်ပေးကြပါအောင်ခင်ဗျာအားလုံးပဲနှုတ်ဆက်လိုက်ပါတယ်တတာ